ချစ်တဲ့ခင်ချင်းများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွတ်ရွဆက်ဆက်လေးနဲ့တမင်းစားမြင်စေတဲ့အပြင်ကြာရှည်လေးထားခံတဲ့အားပြေးကြောက်ဂျော်နီလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအရင်ဦးဆုံးအားပြေးကြောက်လေးတွေကိုအနေတော်လေးကက်ကြီးနဲ့ညှက်ပေးထားလိုက်ပါမယ်နော်ပြီးရင်ငါးလေးတွေတန့်သွားအောင်လို့ရေနှခါလောက်တန့်စင်ဆေးကြောပေးလိုက်ပါဦးမယ်နော်ပြီးရင်တော့ရေစစ်စကားလေးတွေထည့်ပေးပြီးတော့ရေစစ်ပေးထားလိုက်ပါမယ်နော်နောက်ထပ်ကြက်သွန်နီဥကြီးနှလုံးနဲ့ကြက်သွန်ပြူဆင်ဝါလောက်ကိုလည်းသုံးပေးပါဦးမယ်ခင်ဗျပြီးရင်တော့ပပလီပေးထားလိုက်ပါမယ်နော်အခုကြက်သွန်ဖြူနီလေးတွေပြင်ဆင်ပြီးသွားပြီဆိုရင်တော့စားကြလို့ရပါပြီခင်ဗျ။ပိုးထဲကိုစီထည့်ပါမယ်နော်။စီနှဲငယ်ပူလာရင်တော့ကြက်သွန်နီကိုအရင်ဆုံးထည့်ကြောပေးပါမယ်နော်။နနွေးမုံလေးနှဲငယ်လေးထည့်ပါမယ်ခင်ဗျကြက်သွန်အနီလေးတွေနှဲငယ်နွမ်းသွားရင်တော့ကြက်သွန်ပြူထည့်ပေးလိုက်ပါမယ်နော်ပြီးရင်တော့ကြက်သွန်ပြူနှမ်းလေးမွေးပြီးရွှေဝါရောင်တန်းလာတဲ့အထိစိတ်ရှိရှိနဲ့ကြော်ပေးရပါမယ်ခင်ဗျခုလိုနေထားလေးရောက်လာရင်တော့စီစစ်စကားလေးနဲ့ကြက်သွန်ဖြူနီလေးတွေကိုခဏခတ်ပေးထားလိုက်ပါမယ်နော်ပြီးရင်တော့ကျွန်တော်တို့စောနာကရေစစ်တန့်စင်ထားတဲ့အားပြဲကြောက်လေးတွေကြော်ပါမယ်ခင်ဗျအားပြဲကြောက်ကြော်ဖို့စီကိုတော့အခုကြက်သွန်ဖြူနီကြော်ထားတဲ့စီကိုပဲပြန်သုံးပြပါမယ်နော်2 မိနစ်လောက်ကြောပေးပြီးလို့ငါးလေးတွေကျွတ်လာရင်တော့အရသာအတွက်ချိုးမို့နှဲငယ်နဲ့ငံပြားလေးနှဲငယ်ထည့်ပေးပါမယ်ဗျပြီးရင်တော့မီယာပျော့ပျော့လေးနဲ့ငါးရဲ့အယောင်လေးရဲလာတဲ့အထိကြောပေးရပါမယ်နော်ခုလိုငါးရောင်လေးရဲလာရင်တော့ငရုတ်တိချမ်းမုံထည့်ပေးပါမယ်ခင်ဗျအဆက်ကျတဲ့သူတွေကတော့ပို့ထည့်ပြီးလို့ရပါတယ်နော်ပြီးရင်ခုနကခတ်ထားတဲ့ကြက်သွန်ဖြူနီလေးတွေကိုပါတစ်ခါတည်းထည့်ပေးပြီးတော့အားလုံးနှံ့အောင်မွေးပေးလိုက်ပါတော့မယ်ခင်ဗျ
ဟုတ်ကဲ့အခုဆိုရင်ကျွတ်ဆက်ဆက်လေးနဲ့အရန် green မြင်စေတဲ့အားပြကြောက်ဆက်ကြော်လေးကိုရရှိသွားပြီဖြစ်လို့အစဉ်သင်သုံးဆောင်လို့ရပါပြီခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ channel လေးကိုလည်း like and subscribe လေးနှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါတယ်နော်နောက်ထပ်ဟင်းကောင်းလေးတွေတင်ပြရင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါဦးမယ်ခင်ဗျကျေးဇူးပါ